ရှေးအောင်ပါရှန်အင်ပါယာစီလျှက်စီမီဆောင်သွားတဲ့အခါမှနေတင်ရဒူးတောက်လက်သားနဲ့နိုးထလာပါတယ်သူမျိုးသားတွေကတင်ကိုမြစ်ဖို့စီးအောင်နေကြပေမဲ့ဘုံတိုင်းတစ်ခုကလည်းလာနေပါပြီစီမီတွေကတညာလုံးခံမှာမို့ငါကတော့စီမတုံးမဲ့အလင်းအောင်ဖန်တီးနိုင်တယ်လို့တင်ပြောတဲ့အခါအားလုံးကလောင်ရဲကြပါတယ်ဒါပေမဲ့တင်ကမီဒီတစ်လုံးကိုဖန်တီးပြီးလင်းထိန်လိုက်စေတဲ့အခါမှာတော့တင်အသက်ကိုချမ်းသာဝင်ပေးလိုက်ကြပါတယ်ဒုတိယနေ့မုံတိုင်းကမျိုးလေးကိုပြင်းပြင်းထန်ထန်ဝင်ရောက်လာပါတယ်လေးပြင်းနေချောစီမီခွက်တွေအကုန်ငိမ့်ကုန်ပေမဲ့တင်ရဲ့မီဒီတွေကတော့ဆက်လင်းနေတုံးပါပဲတင်ရတကယ်တော်ကြောင့်တက်တည်ပြနိုင်ခဲ့ပြီးမို့လို့တင်ကိုလက်နက်ကရိယာတွေနဲ့စောက်ရှောက်မှုအပြည့်ရှိတဲ့လုံယုံတစ်ခုပေးရပါတယ်ဒါတင်တော်ကြီးမားဆုံးခွင့်ရေးပါပဲဒီကနေ့အလင်းရောက်တဲ့ပုံကြီးကြီးမားတဲ့အရာတစ်ခုအတင်ထုတ်ပြလိုက်ပါတယ်အဲ့ဒါကတော့ပထမဆုံးလျှက်စစ်ရထလုံးပါပဲဒီနေ့ကလောက်တွေမလို့ပဲပစ္စည်းတွေကိုအားစိုက်စရာမလိုပဲတည်ယူပို့ဆောင်နေတာမြင်တော့နန်းတော်တစ်ခုလုံးမင်တက်သိစိတ်သွားကြပါတယ်တင်ရပါရှန်အင်ပါယာခစ်တစ်တည်ယူပို့ဆောင်ရေးစနစ်ပေးရလိုက်တာပါစမနေ့လျှက်စစ်ရထားလုံးတွေကိုအမြောင်များစတင်ထုတ်လုပ်ပါတယ်ကုံစီဒီယာအင်ပါယာတစ်ခုလုံးကိုနားယူစရာမလိုပဲဖြတ်တန်းသွားလာနိုင်ပါပြီဒီကရက်တစ်ပတ်ပေါင်းများစွာကြားတဲ့ကုံသွေးလမ်းကြောင်းတွေကအခုတော့ရက်ပိုင်းပဲကြာပါတော့တယ်ဈေးကွက်တွေကျေပြန့်လာပြီးတင်ရဓာတ်ချက်တောင်မထုတ်ပါပဲရွှေတောင်ကြီးတွေကိုပိုင်ဆိုင်လာရပါတယ်ပထမနေ့ကုံတွေတွေကမျိုးလေးကိုဒီလိုတိုးဝင်လာကြပါတယ်လျှက်စစ်ရထားလုံးတွေကတိုင်းကဏ္ဍရအောင်စနစ်တကျတန်းစီပြီးဖြတ်တန်းနေကြပါပြီ။အင်းကြီးနိုင်ငံတွေကရှင်သန်မှုတွေပါရှယ်အင်ပါယာကိုအားကိုးနေရပါတယ်။ဆိုရင်တင်ရဒေတာတွေမှာချမ်းသာသောအင်ပါယာကြီးရဲ့အစွမ်းအင်အားလုံးထိချုပ်နိုင်သူဖြစ်သွားပါပြီ။